Ayana wasiga menoga ne kai ma me uno bari mami na sipolo pa. Abulo kai ye di ma ne bura ne ma. Me ta ta mi de no tu ma ye ko no. Me kai ka wasiga ne ka wa ra jo ja. Sai shana ne ku ja ma ji da bi san ja ba si. Rồi quý thằng ra cả ta thằng ra cả dấu cả ra cả sợ cái gì tôi mà này chỗ lo này nhà bác sĩ anh ấy cái nhú mà đâm như sao nào kiểu sẽ tỏi à của ba được ba sao nào để thì nhà thì ta thì tụi mình thì nè tin tin chuyện này tới đây chỉ là uống mới học bám nhá em bác sĩ cha nói ở sau nó nhà cha bác sĩ phí anh thì nó là kiểu nhà bác sĩ cũng mình tao cái bài đấy thì nên số em thì bạn lúc đấy thật Akulo le chise de de na akulo ka be so ni ma ni ja no tyaw na tyaw sai so lo ya le ni ko man ba le tu be ni ne ya le tu be sai so lo ya le do ra phit lo ya le no sai ma ko sai ma ja si ne no tyaw na tyaw ma ta lo tami lo ku do ka ni kaung ja lo akulo ko ame de phe ko adho de khwa de pho de neနေကြရတာဒီလိုမိသားစုအတိုင်းမျိုးစုံစုံစစ်စစ်လေးတော့သားတို့လည်းမြင်ကြတွေ့ကြတာပဲမြန်မာပြည်သားရောထိုင်းမှာရောမျက်စိတမိတ်နဲ့တပြက်တော့တွင်လေးမှာဖြစ်ကြတာနော်အဲ့တော့ရှိနေတဲ့ခါလာလေးမှာမရှိရတက်ချူဝေမျှစားကြကြီးတဲ့လူပြောတဲ့စကားကိုငယ်တဲ့လူတွေကနားထောင်ကြတယောက်နဲ့တယောက်အပြစ်မြူကြနဲ့ဝေမြူကြနဲ့စိတ်ဆိုးတယ်ဆိုတာတော့ရှိကြတာပဲနော်ညီနဲ့မှဖြစ်ဖြစ်လင်မယားဖြစ်ဖြစ်ညီကိုဖြစ်ဖြစ်အဲ့တော့စိတ်ဆိုးလို့ရပါတယ်စိတ်မနာကြပါနဲ့တယောက်နဲ့တယောက်အမေမွေးထားတာတွေအများကြီးမရှိဘူးเนาะဒါလေးတွေပဲရှိတာအမေသားသမီးဒါလေးတွေအမေခုလိုလေးတင်းတင်းမြတ်မြတ်နေဘာနဲ့မပြောတော့လက်ဆက်ကြောင်းနဲ့တော့လေအမေကျင်လာပြီးသားเนาะအတိကသမီးတို့အားတွေကျမအေးကောင်းပြီးတင်းမြတ်ဖို့ပဲအမေတို့ချက်ကျမပါစေတက်ရှိပါစေပြီးကင်းပါစေကျမပါစေတက်ရှိပါစေဖုန်းကြည့်ပါစေရန်သူမျိုးက36ပါကင်းဝေးပါစေเนาะပြီးလို့ရှင်ကကြီး3မောင်မှလည်းကြော်နေနိုင်ပါစေအတန်ကြာတနာမျက်နှာမြင်ခင်ရတဲ့ပုဂ္ဂိုလ်လူတွေဖြစ်ကြပါစေဒီမျိုးမျိုးရန်အတွဲမှကြော်ဖြတ်နိုင်ကြပါစေရှိရှိခင်ခင်နဲ့မိသားစုဆိုတဲ့ဘဝလေးကိုတသက်လုံးပိုင်ဆိုင်နိုင်ကြပါစေမိသားစုဆိုတာဘာနဲ့မှလိမ့်လို့မရအောင်ပတ်စံနေဘလောက်ပဲရှိရှိဘလောက်ပဲအောင်မြင်အောင်ဘလောက်ပဲနာမည်ကျော်ကြားတဲ့သူဖြစ်နေပါစေမိသားစုဆိုတာဝယ်ပတ်စံနဲ့ဝယ်လို့မရတဲ့အရာတစ်ခုဖြစ်တယ်ဒါကြောင့်မလို့အခုလိုအောင်မြင်လာတဲ့နော်အောင်မြင်လာတယ်ဆိုတဲ့အထဲမှာကျန်တဲ့အပိုင်းကဏ္ဍပေါ့အောင်မြင်လာတယ်ဆိုတာလူဘဝမှာတစ်နှစ်နဲ့တစ်နှစ်ကိုတိုးတက်လာတယ်ဆိုလို့ရှိရင်ဒါအောင်မြင်လာတာပဲဒီနေ့ဒီချိန်မှာကတ်တွေမျိုးမျိုးဖြစ်နေတဲ့အနေအထားတစ်ခုမှာကိုဗစ်လိုကာလမှာပဲဖြစ်ဖြစ်ကျန်တဲ့အရေးပေါင်းစုံပေါ့နော်အဲ့ဒီနေရာမှာကြော်ဖြတ်နိုင်တယ်ဆိုရင်ဒါအောင်မြင်တဲ့သူတယောက်အနေနဲ့ပဲအဲ့တော့အရင်တော့အဖွားတော်များခင်ပေါ့နော်ရှိတဲ့အချိန်တော့ဆိုလို့ရှိရင်မြဲတဲ့ကြောက်ဘူးလေနောင်ကြားလို့ရှိရင်ပေါ့နော်နှစ်တည်ကြလာတဲ့အခါကျရင်မိုးဘွားနေနော်လမ်းမိုးတွေရွာမယ်သဲမိုးတွေရွာမယ်ဓာမိုးတွေရွာမယ်ငမြင်နေလုံမယ်နော်စားသဖြင့်အမျိုးမျိုးပြောတယ်ငငယ်တုန်းကတော့ဒါတွေဟာအဖွားကငါတို့ကိုဒီလိုပဲအိယာဝင်ပုံပြင်တစ်ခုအနေနဲ့ပြောပြခဲ့တယ်လို့ပဲထင်ခဲ့တာအခုအချိန်ခါမှာကြုံနေတွေ့နေရတဲ့အရာတွေကဒါတကယ်ပဲပေါ့နော်ဒီနေရာမှာတန်ဖိုးထားစရာဆိုလို့မိသားစုပဲရှိတယ်အဲကြောင့်မလို့ကိုယ်မှရရှိထားတဲ့သူများနဲ့မတူတဲ့မိသားစုဆိုတဲ့အရာလေးကိုအလုံးတန်ဖိုးထားကြပါလို့ပြောချင်ပါတယ်